sporty standard design ရုပ်ထွက်လက်လံ performance လန်ချမ်းနဲ့ Italy brand Cironi Wana Milan SWM အားလုံးပဲမင်္ဂလာပါဗီနနာ1တော်နဲ့ကြိုဆိုပါရစေကျွန်တော်ကတော့အခါပါဒီတစ်ခါတော့ကျွန်တော် review ပြုလုပ်ပေးခြင်းတဲ့ကားလေးကတော့ Italy brand SWM G01 Pro ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုကျွန်တော်လည်းအတူတူလေ့လာကြည့်လိုက်ရအောင်ပထမဦးဆုံးပြောရမယ့်သူ့ရဲ့ design က exterior design ကတော့နည်းနည်း aggressive look ကိုရတယ်အရှိကဒီ gray design မှာဆိုလို့ရှိရင်လည်း jewel layer gray design ကိုအသုံးပြုပေးထားတယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ gray နဲ့ထပ် design ကိုခံစားရတယ်သူ့ရဲ့ headlight LED projector headlight ကိုအသုံးပြုပေးထားတယ် daytime running light ကတော့ F ပုံစံလေးဖန်တီးပေးထားပြီးတော့ turning light ကတော့ဒီဘက်အောက်နားလေးမှာမြုပ်ထားပေးပါတယ်ဆိုတော့နောက်တစ်ချက်ပြောရမယ့်တစ်ချက်ကကျတော့သူ့ရဲ့ SWM logo စာတန်းလေးပါ logo စာတန်းအောက်မှာတော့ Italy flag ရဲ့ tin color လေးကိုအသုံးပြုပေးထားတယ်ဆိုတော့ကားရဲ့အနောက်ဘက်လေးကိုတာပြီးတော့လေ့လာကြည့်လိုက်ရအောင် let's go ဒီကားရဲ့အနောက်ဘက် design မှာဆိုလို့ရှိရင်လေဒီ SWM က sporty SUV တစ်စီးကိုဖန်တီးပေးထားတာဖြစ်တော့ကြောင့်မလို့နောက်ဘက် spoiler ကအစား sporty ဆန်ဆန်လေးကိုဖန်တီးပေးထားတယ်အလယ်မှာ SWM logo ပါမယ်ထိလိုက်ညာဘက်ထောက်ချွေမှာတော့ G01 Pro ဆိုတဲ့သူ့ရဲ့ brand name ပေါ့နော် logo လေးပါမယ်နောက်ပြီးတော့ design မှာဆိုလို့ရှိရင်လည်းကြည့်ရတာတော့မိုက်တယ် channel light ကိုသူ့ရဲ့ဂျားထဲမှာမြုပ်ထားပေးပါတယ်အောက်ဘက် bumper design ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကနည်းနည်း sporty ဆန်တဲ့ feeling ကိုရတယ် jewel exhaust box နှစ်ခုကိုဖန်တီးပေးထားပြီးတော့ဖန်တီးပေးထားတဲ့ jewel exhaust box နှစ်ခုကလည်းအမှန်တကယ်အလုပ်လုပ်ပါတယ် cargo space လေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းကြဲဝန်းရှိတယ် luggage ဆိုလို့ရှိရင်လည်း3လုံး4လုံးလောက်ကတော့ကောင်းကောင်းဆက်နေတဲ့ထဲမှာပါတယ်ကားရထိုင်ရတဲ့ feeling ကတော့မဆိုးပါဘူး comfort ဖြစ်တယ်တတောက်တရှိတယ် premium နဲ့သားကိုပဲအသုံးပြုပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုင်ရတာက comfort ဖြစ်တယ် luxury feeling ကိုလည်းရတယ်အတွင်းကတော့လူကြီးမျိုးတို့မြင်တဲ့အတိုင်းပဲအသားရောင်လေးကိုအသုံးပြုပေးထားတယ်လင်းချင်းချင်းလေးရှိတယ်ဆိုတော့စီအောင်ရဲ့ design မှာဆိုလို့ရှိရင်လည်း flat bottom design ကိုအသုံးပြုပေးထားပြီးတော့ leather ကြိုးချုပ်သားကိုပဲအသုံးပြုပေးထားတယ်ဘယ်ဘက်ချမ်းမှာဆိုရင်တော့ကျွန်တော်တို့ cruise control တွေပါမယ်ညာဘက်မှာဆိုရင်တော့ media volume control တွေပါမယ်အရှေ့ဘက်မှာဆိုရင်တော့ digital cluster ညာဘက်မှာဆိုရင်တော့ 40.6 inch ရှိတဲ့ infotainment screen မှာဆိုလို့ရှိရင်လည်းသူက vehicle နဲ့ပတ်သက်တဲ့ setting တွေအားလုံးကိုအပြည့်အစုံကိုထည့်သွင်းပေးထားပါတယ်ဒီဘက်အောက်ဘက်မှာဆိုလို့ရှိရင်လည်း temperature aircon temperature တိုးလျှော့လုပ်လို့ရမယ်ခလုတ်ပါမယ် fan speed ပါမယ်ရှေ့မှနောက်မှအပူအေးပေးတဲ့ခလုတ်လေးကိုထည့်သွင်းပေးထားပြီးတော့ဒီဘက်ခလုတ်ကတော့ aircon on off လုပ်လို့ရမယ်ခလုတ်လေးကိုထည့်သွင်းပေးထားတာပါ aircon adjustment ကကြတော့ဒီကနေလေပြုတ်လို့ရတယ်လို့မျိုးပဲ infotainment ကနေလေ touch အနေနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီကားမှာက one lane charging လေးလည်းပါဝင်လာပြီးတော့ hand gear လေးနဲ့ဖြစ်သွားမယ် electronic parking brake ဘာညာအားလုံးပြည့်စုံကိုလည်းဒီ infotainment screen မှာ adjust လုပ်လို့ရတယ်ပြုတ်လို့ရမှာပဲဖြစ်ပါတယ်ကားတကားရဲ့ design ကိုလည်းဒီကောင်ကလက်ကင်အပြောက်လေးကိုဖန်တီးပေးထားတယ်power ခလုတ်လေးနဲ့လိုက်တာနဲ့ကားတကား auto ပွင့်သွားမယ်ပြီးတော့ safety အတွက်အနေနဲ့လေတကားရဲ့ဒီဘက်ထောက်ချီမှာခလုတ်အဖုံးလေးပါတယ်ပေါ့နော်အဲ့ဖုံးလေးကိုဖွင့်လိုက်တာနဲ့ဒီ manual ဆွဲဖွင့်လို့ရမယ့်ခလုတ်လေးကြိုးလေးကိုထည့်သွင်းပေးထားပါတယ်ဆိုတော့ safety အတွက်ကလည်းစိတ်ပူစရာမလိုပါဘူးအဆင်ပြေပါတယ်infotainment screen မှာဆိုလို့ရှိရင်လည်း vehicle နဲ့ပတ်သက်တဲ့ vehicle setting တွေ ADAS စနစ်တွေအားလုံးပြည့်စုံထည့်သွင်းပေးထားတယ်quick control မှာဆိုလို့ရှိရင် exterior light တွေ headlamp တွေ auto headlamp တွေ electronic parking brake တွေကိုလည်းထည့်သွင်းပေးထားပြီးတော့ mirror adjustment မှာဆိုလို့ရှိရင်တော့သူက left and right adjust ပြုလုပ်လို့ရမှာဖြစ်ပြီးတော့ဒီကောင်ကတခုဒီကျွန်တော်တို့အရှိကကြတော်နဲ့မတူတာဆိုလို့ရှိရင်တော့ဘယ်ညာဆိုလို့ရှိရင်ဘယ်ဘက်ကနေပဲ adjust mirror ကိုပြုလုပ်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ညာဘက်ဆိုရင်လည်းညာဘက်ကိုရွေးပြီးတော့ဘယ်ဘက်ချမ်းမှာရှိတဲ့ steering နဲ့ adjust ခလုတ်လေးကိုပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်ဆိုတော့အောက်ဘက်မှာဆိုလို့ရှိရင်လည်း driving control မှာဆိုလို့ရှိရင်လည်းကျွန်တော် driving နဲ့သက်ဆိုင်တဲ့ drive mode ကတော့3မျိုးပါမယ် eco normal sport ဆိုပြီး3မျိုးပါဝင်ပြီးတော့ steering assist mode ကတော့ comfort and sport ဆိုပြီးတော့နှစ်သက်ရရွေးချယ်ထားလို့ရတယ်ကားနဲ့ပတ်သက်တဲ့ vehicle setting တွေအားလုံးပြည့်စုံကိုထည့်သွင်းပေးထားပါတယ် ADS မှာဆိုလို့ရှိရင်လည်းဒီ lane assist တွေ rear collision warning တွေ door opening warning တွေ rear cross traffic alert တွေအားလုံးအပြည့်စုံကိုထည့်သွင်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ safety အတွက်ကတော့လုံးဝ perfect စိတ်ချရပါတယ်ဒီ light control မှာဆိုလို့ရှိရင်လည်း ambient light အနေနဲ့ထည့်သွင်းပေးထားပါတယ်လူကြီးမျိုးတို့အနေနဲ့နှစ်သက်ရကိုပြောင်းလဲရွေးချယ်လို့ရပါတယ်ဒီ body control မှာဆိုလို့ရှိရင်တော့သူနဲ့ပတ်သက်တဲ့အားလုံးပြည့်စုံကိုထည့်သွင်းပေးထားတယ်။ tailgate on off open stop အားလုံးပြည့်စုံထည့်သွင်းပေးထားပါတယ်။ဒီအောက်ဘက်မှာဆိုလို့ရှိရင်လည်း360 view ပါမယ်။လိုအပ်တယ်လို့မြင်ကွင်းကိုကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီဘက်အောက်ဘက်မှာဆိုလို့ရှိရင်လည်း aircon adjustment ခလုတ်တွေ air flow ဒီဘက်မှာဆိုလို့ရှိရင် ထိုင်ခေါ်ပူရေးစနစ်ကိုရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်။အောက်ဘက်မှာဆိုလို့ရှိရင်တော့ jewel aircon ပေါက်လေးကိုအသုံးပြုပေးထားပြီးတော့ hazard light engine start clock ဝါနဲ့ charging လေးကိုထည့်သွင်းပေးထားပြီးတော့ခူးပေါက်ပါဝင်တဲ့ emerald လေးကိုလည်းထည့်သွင်းပေးထားပါတယ်ခင်ဗျာဆိုတော့ဒီကားရဲ့အနောက်ခန်းမှာဆိုလို့ရှိရင်ထိုင်ရတဲ့ feeling ကလည်း comfort ဖြစ်တယ်ကြဲကြဲဝန်းဝန်းရှိတယ် လက် room တွေ head room တွေကလည်းကျယ်တယ်
panoramic sunroof ကိုအသုံးပြုပေးထားပြီးတော့ဒီကောင်မှာဆိုလို့ရှိရင်လည်း round aircon ပါတယ် round aircon adjust လုပ်လို့ရမယ် float လေးထည့်သွင်းပေးထားပြီးတော့အောက်ဘက်မှာတိုက်စီပေါက်လေးတစ်ပေါက်ထည့်သွင်းပေးထားပါတယ်ဒီကောင်မှာဆိုရင်တော့ airbag အနေနဲ့6လုံးပါဝင်ပြီးတော့ speaker အနေနဲ့9လုံးထည့်သွင်းပေးထားပါတယ်ဆိုတော့ music ပိုင်းနဲ့ပတ်သက်လို့ခံစားခြင်းနဲ့ဆိုရင်တော့ဒီကားလေးကတော့အဆင်ပြေတယ်မှာပါပါတယ်ဒီကားရဲ့အလွိုင်း size အနေနဲ့ဆိုလို့ရှိရင်တော့အလွိုင်း size က18 inches ကိုအသုံးပြုပေးထားပြီးတော့ဒီဘက်မှာ LED မီးကြောက်လေးထည့်သွင်းပေးထားမယ် 360 camera ပါမယ် blind spot လေးကိုလည်းထည့်သွင်းပေးထားပါတယ်ကားရဲ့ဘေးဘက် body design ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း sporty ဆန်ဆန်လေးအချိုးကွေလေးကိုဖန်တီးပေးထားပြီးတော့အောက်ဘက်မှာဆိုလို့ရှိရင်လည်းဒီမက်ကလာအမဲရောင်လေးကိုထပ်ပြီးတော့လှုပ်ထားပြတဲ့ design ကအဖြူနဲ့ black color နှစ်ခုကိုရောဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြည့်ရတာက sporty ဆန်တဲ့ feeling ကိုလည်းရမယ် luxury feeling ကိုလည်းရတဲ့ feeling ကိုလည်းခံစားမိပါတယ်ဒီကားလေးက engine power 1.5 liter ကိုမှ turbo နဲ့လာမယ် 7 speed dual clutch transmission ကိုအသုံးပြုပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စီစားနှုန်းကလည်းတက်တာတယ်အဆွဲရုံးကလည်းကောင်းတယ်ဆိုတော့ဒီ SWN G1 Pro ကိုလူကြီးမင်းတို့စိတ်ဝင်စားလို့လာရောက်လေ့လာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Billionaire One Auto ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရွှေလုံးလိပ်စာလေးကတော့အမှတ်6 16ရပ်ကွက်မိုးကောင်းလည်းရန်ကင်းမြို့နယ်မှာတည်ရှိပြီးတော့အနည်းဆုံးလမ်းညွှန်ပေးရမယ်ဆိုရင်ရွှေကောင်းဟော့ပေါ့ဘင်းနဲ့မှတ်တမ်းရုံးမှတ်တိုင်ရှိမှာတည်ရှိပါတယ်ဖုန်းနံပါတ်အနေနဲ့ကတော့39ကို43လုံး33လုံး29ကိုဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့အကာပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ You already heard me talking about it, man. I'm next, please. Kick you birdies to the curb, I'm all to the next, please. Tryna get this bag, I'm tryna run it up, I'm next, please. Now I got the game in my hand, boy, I'm next, please. Grind for a minute, shine for a minute.